DBC1 နဲ့ relay module တွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နှစ်ချက်ရှိရပါတော့ဒီဘက်ချမ်းကGND အချမ်းအဲ့ဒီအချမ်းက control လုပ်တဲ့အချမ်းဖြစ်တယ်ဒီဘက်အချမ်းကတော့ကျွန်တော်တို့ power ပေါ့နော် power ပေးရမယ်အချမ်းဖြစ်တယ်ပေါ့နော် power ဆိုတော့ power supply မဟုတ်ဘူးဒါ contact အချမ်းလို့ပြောလို့ရတယ်ပေါ့နော်ဒီဘက်ချမ်းက control ချမ်းဒီဘက်ချမ်းက contact ချမ်း power ချမ်းပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ VCC ဆိုတော့ဒီပင်ကိုကျွန်တော်တို့အပေါင်းပေးရမယ်ပြီးရင် GND ဆိုတော့ဒီအလဲအပင်ကိုအနှုတ်ပေးရမယ်ဒါဆိုရင် relay က power ရပြီပေါ့နော်ဒါပေမဲ့သူကဒီ relay contact တွေလုံးလုံးမှမဟုတ်သေးဘူးဘာလို့လဲဆိုတော့ကျွန်တော် in ဆိုတဲ့နေရာလေးရှိတယ်အဲ့နေရာလေးကိုအပြင်ကနေပြီးကျွန်တော်တို့ signal တစ်ခုဝင်လာမှအလုပ်လုပ်မှဖြစ်တယ်ပေါ့နော်အဲ့တော့ plus signal လား minus signal လားပေါ့နော် high trigger လား low trigger လားအမျိုးမျိုးလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က low trigger ဆိုရင်တော့ဒီ in နေရာမှာဒီအနှုတ်ဖို့ရအောင်ပို့ပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အပြင်ကနေကျွန်တော်တို့က sensor တစ်လုံးကနေပြီးတော့ sensor ကိုလက်ဖြတ်လိုက်တာနဲ့minus ထုတ်ပေးတယ်ဆိုလို့ရှိရင် ambient ပေါ့နော် ambient အမျိုးအစားပေါ့ minus ထုတ်ပေးမယ်ဆိုလို့ရှိရင်ဒီပင်ကိုရောက်မယ်ဒီပင်ရောက်တာနဲ့ဒီ relay ကဆွဲကတ်သွားမှာပေါ့နော်မဟုတ်ရင်တော့သူကမကတ်ဖဲနဲ့ဒီတိုင်းပဲနေမှာဖြစ်တယ်ပေါ့နော် relay ကတ်မှာကျွန်တော်တို့ကဒီ contact တွေအလုပ်လုပ်မှာဖြစ်တယ်ပေါ့နော်ဒီဘက်ချမ်းတော့ contact ချမ်းဖြစ်ပါတယ်အဲ့တော့အလဲက common ဘေးတစ်ဖက်တစ်ချက်က anode နဲ့ NC ဖြစ်ပါတယ်နော်ဟုတ်ပြီဒီတိုင်းကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ output point ပေါ့နော်ဒီ point ပေါ့ဒီ point ကတော့ anode ပေါ့နော်ဒီအပေါ်ဆုံး point ကတော့ NC ပေါ့အလဲကတော့ common ပေါ့နော်ဒီဘက်ချမ်းကိုကျွန်တော်တို့ AC ပဲထည့်တယ် DC ပဲထည့်လို့ရပါတယ်နော်အဲ့တော့ကျွန်တော်စမ်းပြမှာတော့ကျွန်တော် AC ထည့်ပြီးတော့စမ်းပြမယ်နော်ဒီဘက်ချမ်းကိုဒီဘက်ချမ်းကတော့ control လုပ်မဲ့ချမ်းပေါ့နော်ဟုတ်ပြီအဲ့တော့ဒီကောင်ကလက်ရှိကျွန်တော်ပြမယ်ကောင်လေးကဘာလဲဆိုတော့သူကhigh trigger မဟုတ်ဘူးဗျ low trigger လို့ပြောရမယ်ဘာလို့လဲဆိုတော့ဒီ in နေရာမှာကျွန်တော်တို့ကအနှုတ်ဖို့ပေးရမှာပေါ့နော်အနှုတ်ဖို့ပေးမှအလုပ်လုပ်မှာပေါ့နော်အဲ့တော့သူကပုံမှန် relay တွေနဲ့မတူတဲ့ချက်ကဘာလဲဆိုရင်ကျွန်တော်တို့ပုံမှန် relay တွေက thermal relay တွေက point ကိုပို့ရောက်တာနဲ့လုံးလုံးမှာဖြစ်တယ်ပေါ့နော်ဒီကောင်ကတော့အဲ့လိုမဟုတ်ဘူးဒီ in ဆိုတဲ့နေရာလေးမှာဒီ positive signal သို့မဟုတ် negative signal တနည်းအားဖြင့် high trigger low trigger စသဖြင့်ပေါ့နော်အဲ့လိုပေးမှအလုပ်လုပ်တာပဲပေါ့နော်အမျိုးအစားနှစ်ခုလာတယ်ဒီ in နေရာမှာကျွန်တော်တို့အနှုတ်ပေးရတာရှိတယ်အပေါင်းပေးရတာရှိတယ်ပေါ့နော်အဲ့တော့အပေါင်းပေးရမယ်အမျိုးအစားဆိုရင်အဲ့နေရာမှာအနှုတ်ပေးရင်အလုပ်လုပ်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့သူ့ကိုအဓိကဘယ်လိုနေရာတွေမှာသုံးကြလဲဆိုရင်အများကြီးကျွန်တော် Arduino project တွေမှာသုံးတယ်IoT နဲ့ပတ်သက်တဲ့ project တွေအကုန်လုံးမှာဒီ one channel relay module တွေကိုအသုံးများကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ electronic project တွေအနေနဲ့လည်းဒီဟာကိုမိမိတို့ idea ရှိသလိုအသုံးချလို့ရပါတယ်เนาะဘယ်လိုပဲသုံးလို့ရတယ်ဥပမာကျွန်တော်တို့ကဒီကနေ sensor တစ်လုံးပြီးတော့ output ထုတ်ပေးလိုက်မယ်ဒီ in လေးကိုပေးလိုက်မယ်ဆိုလို့ရှိရင်sensor ကအနှုတ်ထွက်လာလို့ရှိရင်ဒီကောင်ကတ်သွားပြီပေါ့နော် low trigger ဆိုရင်အကယ်၍ sensor ထွက်လာတဲ့ကောင်က plus signal ဆိုလို့ရှိရင် high trigger ဖြစ်တဲ့အတွက် relay ကတ်မယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်အခုပြမယ် relay ကတော့ low trigger ဖြစ်တဲ့အတွက်ဒီငုတ်ကိုအနှုတ်ပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့နှစ်ချမ်းပဲရှိတယ်မခတ်ပါဘူးဒီဘက်ချမ်းကကျွန်တော်တို့က AC ပဲပေး DC ပဲပေးကိုခိုင်းမဲ့လုတ်အတွက်သုံးမယ် contact ချမ်းဖြစ်တယ်ဒီဘက်ချမ်းကတော့ဒီ relay ကိုon off လုပ်ဖို့အတွက် control လုပ်တဲ့အချမ်းဖြစ်ပါတယ်เนาะဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒါတက်ဆင်ထားတာလေးကိုတစ်ချက်ကြည့်အောင်เนาะဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကြည့်အောင်เนาะဒီအနေထားကတော့ကျွန်တော်တို့ဒီဘက်ချမ်းပေါ့နော် control ချမ်းကိုကျွန်တော်5ဖို့ပေးထားပါတော့ relay က5ဖို့ relay module ဖြစ်တဲ့အတွက်5ဖို့ power ပေးထားပါတော့အဲ့တော့ power signal ပဲရောက်သေးတယ် relay မကတ်သေးဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ပြောတဲ့ဒီ input signal ကိုဒါကတော့ input signal ပင်ကျိုးပေါ့နော်ဒါလေးကိုကျွန်တော် jumper wire လေးနဲ့ဆက်ထားပါတော့အဲ့ဒီဂုတ်ကို signal တစ်ခုမရောက်သေးတဲ့အတွက်ပေါ့နော် minus signal မရောက်သေးတဲ့အတွက် relay ကမကတ်သေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ relay ကတ်တာနဲ့ဘာဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက် pilot line တစ်ခုကဘက်ဒီဘက်လင်းမယ်ပေါ့နော်ဒီအတိုင်းကတော့ဒါကျွန်တော်ပုံမှန်ဆိုရင်တော့ NC နဲ့ဆက်ထားတဲ့မီးကလင်းနေရမှာပေါ့နော်ဒါ AC ကျွေးထားတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီဘက် AC ဘက်ချမ်းကိုခဏဖြုတ်ထားပါပေါ့နော်ပြီးမှကျွန်တော် AC ဘက်ချမ်းကိုတက်မယ်တက်လိုက်တာနဲ့ NC ဘက်ချမ်းမှာတက်ထားတဲ့ AC pilot မီးလုံးကလင်းနေမယ် anode ဘက်ချမ်းမှာတက်ထားတဲ့ AC pilot ကတော့ကျွန်တော်ဒီဘက်က signal ကျိုးလေးပေါ့နော်ဒီကျိုးလေးကအနှုတ်နဲ့ထိမှကျွန်တော်တို့ anode နဲ့တက်ထားတဲ့ pilot line ကမီးလင်းမှာဖြစ်တယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ AC ဒီဘက်ချမ်း AC မထည့်ခင်မှာကျွန်တော် control ဘက်ချမ်းလေးကိုရင်တော့စမ်းကြည့်အောင်เนาะโอเคအဲ့တော့ကျွန်တော်ကဒီဘက်ချမ်းက minus signal ပေးမှအလုံးလုံးမှာဖြစ်တဲ့အတွက်သူ့ကိုlow signal အနှုတ်ပေးမှာပေါ့เนาะအနှုတ်ပေးမယ်ဒီကောင်ကအနှုတ်ပေါ့เนาะဒီကောင်ကအပေါင်းเนาะအဲ့တော့ဒါက VCC ကိုပေါင်းပေးထားတယ် GND ကိုအနှုတ်ပေးထားတယ်အဲ့တော့ကျွန်တော်တို့အနှုတ်နဲ့ထိလိုက်တာနဲ့ relay ကထကတ်မယ် relay ထကတ်တာနဲ့ pilot line ကချိတ်သွားမှာပေါ့เนาะအဲ့ဒီပုံစံပေါ့အခုတော့ကျွန်တော် AC တန်းခဏဖြုတ်ထားတယ်เนาะပြင်တက်မယ်โอเคအဲ့တော့ကျွန်တော်တို့ဒါစမ်းကြည့်မယ်
နော်တော်နဲ့ relay ကကတ်နေပြီပေါ့နော်ထိမယ်ခွာမယ်ဟုတ်ပြီနော် okay အဲ့တော့ကျွန်တော်တို့ဒီဘက်ချမ်းကို AC ကျွေးကြည့်အောင်နော် okay AC ကျွေးတော့ကျွန်တော်ကဒီမှာအလဲကကွန်မွန်းဖြစ်တဲ့အတွက် line ကိုကျွန်တော်တို့ line တစ်ချောင်းကိုကွန်မွန်းမှာတက်ထားတယ် neutral ကိုတော့ကျွန်တော်ဒီမှာလူပင်ကူးပြီးတော့ထည့်ထားတာပေါ့နော် neutral ကိုတော့တစ်ချောင်းမီးလုံးရဲ့တစ်ဖက်မှာတိုက်ရိုက်ဆက်ပြီးတော့ဟိုဘက်ဒီဘက်လူပင်ကူးပေးထားတယ်အဲ့တော့ face ကိုတော့ကျွန်တော်ကဒီကွန်မွန်းမှာတက်ထားတယ်ဟုတ်ပြီနော်အဲ့တော့ NC ကနေပြီးတော့ကျွန်တော် pilot line ကိုသွားထားတယ်နောက်ထပ် NO ကနေပြီးတော့နောက်ထပ် pilot line တစ်လုံးကိုသွားထားတယ်ပေါ့နော်ဒါ AC တွေအဲ့တော့ဒီနေရာမှာကျွန်တော်တို့က DC နဲ့ဆန်းကျင်တယ်ဆိုလဲဆန်းလို့ရတယ်နော် DC ပေးပြီးဆန်းလို့ရတယ်အဲ့တော့ relay contact ဖြစ်တဲ့အတွက် AC ပဲထည့်တယ် DC ပဲထည့်လို့ရတယ်ဒါကကျွန်တော်တို့လုံးဖက်ကိုဆန်းတဲ့ channel ပေါ့နော်ဒီဘက် channel က control လုပ်တဲ့ channel ပေါ့နော် okay အဲ့တော့ကျွန်တော် low signal ပေါ့နော်ပေးကြည့်မယ်နော် okay ဟုတ်ပြီနော်အဲ့တော့ NC မှာလင်းနေတယ်ပြီးရင် relay ကလို့ NC က NO ဖြစ်သွားတော့ဒီကောင်ကပိတ်သွားမယ်NO က NC ဖြစ်သွားတဲ့အတွက်ဒီဘက်ကောင်ကလင်းလာမယ်ဟုတ်ပြီနော်ကျွန်တော်ထိကြည့်မယ် okay နော်ခွာလိုက်ပြီထိလိုက်ပြီခွာလိုက်ပြီထိလိုက်ပြီအဲ့တော့ဒီပုံစံကကျွန်တော်တို့အပြင်ကနေပြီးတော့ signal တစ်ခုပေါ့နော် pass signal ဖြစ်ဖြစ် direct signal ပဲဖြစ်မျိုးပေါ့နော် Arduino ဖုန်းတွေကလာတဲ့ signal ပေါ့အဲ့ဒီ signal တွေလုပ်တဲ့ပုံစံပေါ့နော်အဲ့တော့ circuit ဒီလေဒီဆိုရ relay channel ရနော်အဲ့တော့ကို idea ဒီဆောက်ရနော် okay ဆိုရင်တော့နားလည်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်